တငယ်ချင်းတို့ကိုဒီနေ့ပြောပြမယ်ဟာကပေါင်းတင်ဆက်ဆံရေးပေါ့အဲ့ဒီပေါင်းတင်ဆက်ဆံရေးမှာဘယ်လိုပြငါရှုံးနေနိုင်နေတွက်နေပေါ့ငါရှုံးနေငါအရှုံးပေးလိုက်ရတယ်အဲ့ဒါဆိုရင်အဲ့ဒီလူပါဇက်ကထွက်လာတဲ့လူက तू ကပြိုင်နေတာသူ့စိတ်ထဲမှာလူပြိုင်နေတာကွာအဲ့တော့ဒီပေါင်းတဲ့ဆက်ဆံရေးမှာဘာဖြစ်သွားနိုင်လဲဆိုရင်ရေရှည်မကောင်းပေါင်းတဲ့ဆက်မတကယ်ကြီးပေါင်းတဲ့ဆက်ပေါ့မတကယ်ကြီးပေါင်းနေနေမှာအဲ့ဒါငယ်ငယ်တော့လည်းရှိတယ်စာပြိုင်တာပေါ့နော်ဘိုးတော်ရိုးလည်းပဲကိုရတဲ့စာလေးချပြတယ်ကိုယ့်ရဲ့တကယ်ကြီးကြိတ်ပြီးပြိုင်နေတာသူရတဲ့စာကြရင်သူမပြောတိတ်လာတယ်သူလိုချင်တဲ့ဟာကြရင်ကယူလိုက်ပြိုင်နေတယ်အတန်းထဲမှာအဲ့လိုစာလိုက်ပြိုင်ရွေးသွားပြိုင်ရတယ်အဲ့လိုတစ်ဖက်သက်ပြိုင်နေတာပေါ့တစ်ဖက်သက်ပြိုင်တဲ့ခါကျတော့ပေါင်းတဲ့ဆက်ဆံရေးမှာအဆင်မပြေဘူးကွာဘာရမင်းနဲ့ကလည်းဒီလာဆောင်ပွဲမှာအမတ်ဘယ်သူများအများဆုံးရအောင်အဆင့်ရအောင်ပြိုင်ကြမယ်ဟေးလို့ပုံမှန်လည်းပြောပြီးပြိုင်တာဒါပျော်ဖို့လည်းကောင်းတယ်ကြိုးစားလို့လည်းကောင်းတယ်သူကတစ်ဖက်သက်ကြီးပဲတကယ်မှာစိတ်ထဲမှာသူကကြိတ်ကြိုင်ပြီးရင်သူကအမှတ်များလားဆိုလည်းမများဘူးအဲကြတော့သူကတရားအောင်တဲ့စိတ်ထဲမှာကွက်ဖြစ်ဟာငါရှုံးမြန်ပြီဒါပေမဲ့တစ်ဖက်လူကသူကြိတ်ပြီးပြိုင်တယ်သိတာဆိုမသိဘူးသူကယူသားပဲဒီလိုပဲစကားပြောမှာပဲဆိုတော့အဲ့ဒီထဲမှာသူကကြိတ်ပြိုင်နေတဲ့လူဆိုတော့သူ့ကိုခနဲ့တယ်လို့ဘာလို့တွေဖြစ်ကုန်ပြန်တယ်။အမှန်ပါအဲ့အောင်ငါတော့ဒီတစ်ပတ်အမှတ်အများကြီးရတယ်ဟေးဆိုတော့သူကအမှတ်မများဘူး။သူကကြိတ်ပြိုင်နေတဲ့လူဖြစ်တဲ့အတွက်အမှတ်မများလည်းမများတော့စိတ်ထဲမှာကွက်ပြီးစိတ်ထဲမှာကြိတ်ပြီးညှိုးတာ။အဲ့တော့မပြိုင်တဲ့ဟောင်မပြိုင်ရပါနဲ့။ပွင့်လင်းယူသားနဲ့ခင်မင်မှုတွေကိုစောင့်တည်လို့ရတယ်နော်။ပေါ်လေယူသားခင်မင်မှုကိုစောင့်တည်ကြပါ။ Okay အဲ့တော့ဒိုက်ထိုးတာပြိုင်မှာစောနာဒိုက်ထိုးတဲ့ကိစ္စကိုပြိုင်မှာအဲ့လိုမျိုးဆိုပြိုင်လို့ရတယ်နော်။အဲ့တော့အငယ်ချင်းတွေနဲ့ဒီလိုဒိုက်ထိုးရမယ်။ဒိုက်ထိုးတဲ့ပုံတွေကိုလည်းပြိုင်ကြည့်တယ်နော်။အပြင်မှာတွေ့ရင်တရားတော့ပြိုင်ရတော့။ဒီစုပ်ထားမယ်။ 1, 2, 3, 4, 5, 6, 7, 8, 9. 哎呀，那里修不着了，来没咯？